Okay အခုကတော့ဒီ 401k စုတဲ့ငွေရှိပြီဆိုရင်ဒီစုထားတဲ့ငွေကိုကျမတို့ပြန်ထုတ်လို့ရသလားဒါမှမဟုတ်ဘာဆက်ဖြစ်မလဲဘယ်လိုဆက်လုပ်လို့ရတယ်လဲဆိုတာကြည့်ရအောင်အနေငယ်ပေါ့နော်ဆိုတော့ number 1အနေနဲ့ကတော့ပြန်ထုတ်လို့ရပါတယ်ပြန်ထုတ်တဲ့နေရာမှာတော့အထူးသတိပြုရမှာတော့ကိုဘယ် plan ဘယ် 401k plan မှာရှိနေတယ်လဲဆိုတာတော့သိဖို့အရင်ရေးကြည့်ပါတယ်ဆိုတော့ကျွန်မ3မျိုးနဲ့ပြောပြပါမယ် number 1တစ်ခုကတော့ဒီအသက်အရွယ်ပေါ့နော်ပုံမှန်အတိုင်းဆိုရင်တော့ကိုယ့်ရဲ့အသက်59နှစ်ခွဲ59နှစ်နဲ့6လမှာဆိုရင်တော့အဲ့ဒီနောက်ပိုင်းမှာထုတ်ရင် penalty မရှိပါဘူးအဲ့ဒီမတိုင်ခင်မှာထုတ်ရင်တော့ IRS ကသတ်မှတ်ထားတဲ့ 10% penalty ပြဒဏ်ပေးရပါမယ်ပြီးတော့ကိုက traditional မှာရှိတယ်ဆိုရင်တော့ tax ပါပေးရပါမယ်ဒါပေမဲ့ဒီ Roth 401k ဆိုရင်တော့ penalty ပဲပေးရလိမ့်မယ်เนาะဆိုတော့ကျမိုင်းလည်းကောင်းတယ်ပုံမှန်ဝင်ငွေလည်းရှိတယ်ဆိုရင်တော့မထုတ်ပေးနေတာအကောင်းဆုံးပါပဲနောက်တစ်ခုကကြတော့ဗာလဲဆိုရင်ကိုကအလုပ်ဒီ company ကနေနောက် company တစ်ခုပြောင်းသွားတယ်ဆိုပါစို့ဆိုရင်ကိုပြောင်းသွားတဲ့ company မှာလည်း401k ရှိနေတယ်ဆိုရင်ကိုယ့်ရဲ့ပတ်စံကိုကမထုတ်ချင်ဘူးဆိုရင် roll over လုပ်ပေးရပါတယ်တခြားနောက်ပြောင်းသွားတဲ့ company မှာရွှေ့လို့ရပါတယ်ဆက်လက်ပြီးတော့သူတို့ပေါင်းလေပတ်သွားမယ်ပေါ့နော်ဆိုတော့ဒီနည်းလမ်းလည်းတော်တော်လေးကောင်းပါတယ်နောက်တစ်ခုကကြတော့ဗာလဲ loan ပြန်ယူလို့ရတယ်ချင်းငွေအနေနဲ့ပေါ့နော်ချင်းငွေအနေနဲ့ပြန်ယူလို့ရတယ်ကိုစုထားတဲ့ငွေကိုlet's say 10,000 လောက်ရှိတယ်ဆိုရင်ကိုက9,000လောက်ပြန်ပြီးတော့အရေးပေါ်လို့အလုပ်ပြန်ယူချင်တယ်ဆိုရင်ပြန်ယူလို့ရပါတယ်ကိုယ့်ရဲ့ HR team တွေကိုကောင်းကောင်းဆွေးနွေးပါသူတို့ကနေပြီးတော့ okay ဒီလိုစာရစာတမ်းတွေဖြည့်ပါဒါမှမဟုတ်သူတို့ကနေပြီးတော့သူတို့ invest လုပ်တဲ့ company ကိုcontact information တွေသူတို့ပေးလိမ့်မယ်အဲဒီကနေပြီးတော့ form ဖြည့်ရမယ်ပြီးတော့ form ဖြည့်ပြီးတော့ဒီ form မှာဘယ်နှလအတွင်းပြန်ဆက်ပါမယ်ဘယ်နှ16လအဲ့လိုမျိုး24လ36လအဲ့လိုမျိုးတွေပေါ့နော်ရှိပါမယ်အဲ့ဒါကိုရွေးပြီးတော့အဲ့ဒီအချိန်အတော်အတွင်းမှာကိုကအမှန်ကန်ပြန်ဆက်တယ်ဆိုရင်တော့ကိုယ့်ရဲ့ paycheck တော့ last check အပတ်စဉ်တော့နေသွားမယ်ပေါ့နော်ပြန်ဆက်တယ်ဆိုရင်ဒါ interest ဒိုးမရှိဘူးပြီးတော့ penalty လည်းမရှိဘူးကိုပြန်ဆက်ရမယ်အဲ့လိုပုံစံနဲ့ကိုယ့်ရဲ့ 401k တွေကိုကျမတို့အကျိုးရှိရှိသုံးပြုလို့ရပါတယ်ဒီအသက်59နှစ်ခွဲမပြည့်ခင်မှာတကယ်လို့ထုတ်လို့ရှိရင်တချို့အကြောင်းအရာလေးတွေမှာသူတို့ကခွင့်လွှတ်ပေးတာရှိတယ်ဒီ penalty မပေးဘဲနဲ့ပေါ့နော်ဥပမာ IRS ရုံးကနေတစုံတစ်ခုမှန်ကန်ကြောင်းထောက်ခံစာရေးပေးတာတို့ဒါမှမဟုတ်လူတစ်ယောက်ကသေသွားတာတို့ဒါမှမဟုတ်စေယုံမကျန်းမာ disable ဖြစ်သွားတာတို့ဒါမှမဟုတ်အကြောင်းတစ်ခုကြောင့်စေယုံက bill အများကြီး medical bill တွေရှိတာတို့အဲ့လိုမျိုးလေးတွေချွင်းချက်အနေနဲ့သူတို့ penalty ကိုမယူတဲ့ခါလည်းရှိပါတယ်ဆိုတော့ဒါတော့ကျွန်မသိတဲ့ဒီ 401k 403b အကြောင်းတွေဖြစ်ပါတယ်ကျွန်မကိုယ်တိုင်လည်းပဲ penalty နဲ့ 401k ကိုထုတ်ခဲ့ဖူးပါတယ်ဘာကြောင့်လဲဆိုတော့ဒီလုပ်ခဲ့တဲ့ company ကနေအလုပ် company ပိတ်လိုက်တဲ့အတွက်ကြောင့်ဒီ 401k ကိုအရေးပေါ်လို့အလုပ်ပေါ့နော်တခြားနေရာမှာလည်းဒီ IRA တို့ဘာလို့မှလည်းထည့်လို့ရတယ်ဒါပေမဲ့အဆင်မပြေတဲ့အတွက်ကြောင့်ထုတ်လိုက်တယ်ဒါပေမဲ့သူတို့ကပြောထားတဲ့အတိုင်းပေါ့နော် penalty ပေးခဲ့ရဖူးတယ်ဒါကြောင့်ခုလိုမျိုးsharing လုပ်ပေးတာဖြစ်ပါတယ်အားလုံးပဲတချို့တလေတွေအကျိုးရှိမယ်ဆိုရင်တော့ဒီ video ကိုလည်း share လုပ်ပေးပါ video ရဲ့အောက်မှာလည်း comment လေးတွေလာပေးလို့ရပါတယ်လို့အားလုံးပဲ bye bye